ဆောင်းလိုမိုးလိုနဲ့လေစိတ်မတည်တဲ့ရန်ကုန်စားမှာနေမကောင်းဖြစ်ချင်တာရဲ့ထမင်းစားပြက်နေတာရဲ့အကြောင်းဒီနေ့အိမ်မှာအင်သားတွေကိုကြက်ကုန်းမောင်ကျော်လေးလုပ်ကျွေးဖြစ်ပါတယ်။ကဲလုံလေးရည်လွယ်လွယ်လေးပါပဲเนาะဒါလေးတွေကတော့ပါဝင်ပစ္စည်းလေးတွေပါ။စက်သားဝတ်သားကတော့ကိုစိတ်ကြိုက်သုံးလို့ရရဲ့ပေါ့နော်။ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ကိုလေခဏနှုတ်လေးဆင်းထားမယ်ဒါလေးတွေကကိုစိတ်ကြိုက်သေးပေါ့နော်။မြေပြီးကြောက်ကလေးကတော့မပါမဖြစ်ပေါ့နော်။စက်သားကိုလေခပပအနေထားလေးလေးထားပြီးတော့ခယူးစီရဲ့ပေါ့နော်။အရသာအတွက်ကတော့စက်သားမှုန့်ရဲ့ထည့်ပြီးတော့သူတို့အရသာလေးနှံ့ဝင်သွားအောင်လို့အရင်ဆုံးနှိပ်ပေးထားတယ်။ပြီးရင်တော့ပေါ့ပါတော့လေအကြော်မုံလေးကိုတော့နှစ်စွန်းအောင်ထည့်တယ်ရေလေးနည်းနည်းလေးထည့်ပြီးတော့ပေါ့နော်သူတို့ကိုလည်းဘာလို့နေထားပေးပါတယ်အရင်ဆုံးပေါ့နော်စီပူပူတဲကိုတော့ငရုတ်တိချက်ကလေးတွေအရင်ဆုံးကြော်ပါမယ်ငရုတ်တိချက်ကလေးတွေကိုကြော်တာလေမှုန့်မွေးလေးနဲ့လည်းပို့ပြီးတော့လည်းစားလို့ကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်ငရုတ်တိချက်ကြော်လေးတွေကျွတ်သွားတော့မှပါကြက်သားလေးတွေကိုပေါ့နော်ထည့်ပြီးတော့ကြော်ပါမယ်မီးအလဲအလဲလားတော့ကလေးနဲ့ကြော်ပါမယ်ပေါ့နော်သူအရင်ကျွတ်သွားရင်လည်းမမကြီးနဲ့စားလို့မကောင်းပါဘူးမီးအလဲလောက်ကလေးနဲ့နည်းနည်းရွှေညွန့်အောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့ပေါ့နော်ဆယ်ထားပြီးလို့ရပါပြီခုနကကြံတဲ့စီနဲ့ပဲလေပါတော့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ကိုမှုေးနေတဲ့အထီကိုစီတက်ပါမယ်ဒီနေရာမှာလေးဂျင်းလေးထဲမှာသူကပို့ပြီးတော့ပေါ့နော်မှုေးလေးနဲ့စားလို့ကောင်းတာမို့လို့ပါမွေးလာပြီဆိုလို့ရှင်ပါတော့ကြက်သွန်လေးတွေကိုလည်းထည့်ပြီးတော့ပေါ့နော်စီတက်ပေးပါတယ်အကုန်လုံးညှိုးသွားပြီဆိုတော့ပါတော့ခုနကပေါ့နော်လှိဖြတ်ထားတဲ့အသီးရွက်ကလေးတွေကိုထည့်ပါမယ်စီလေးနဲ့ပါတော့ပေါ့နော်နှမ်းဆက်သွားတဲ့အထိခဏတစ်ဖြုတ်လောက်မှုပေးထားပါမယ်အရသာတော့ကတော့ပါတော့လေကြက်သားမှုတ်ထည့်ပါတယ်ခရမ်းကျင်ဒီအနှဲငယ်ထည့်ပြီးတော့အရသာလေးတွေပေါ့နော်ဝင်သွားအောင်လို့တော့ပါတော့နောက်တစ်ချိန်ထပ်ပြီးတော့မှုပေးထားပါတယ်အရသာတွေပို့ပြီးဝင်ပြီးဣသွားအောင်လို့ပါတော့ရေဒီအနှဲငယ်ထည့်ပါတယ်သူကရေများလို့ရှိရင်လေစားမကောင်းပေါ့နော်သူကအရင်နူးလွင်စားလို့မကောင်းဘူးပေါ့နော်ပြီးလို့ရှိရင်တော့ကြက်သားလေးတွေကိုထည့်ပါတယ်အစမပြတ်လေးမှုထားပြီးလို့ရှိရင်တော့ပါတော့ပေါ့နော်အချင်းတက်ကောအချိုတက်ကောစားကြတာမို့လို့ခန်းကျင်ဒီ sauce လေးကိုနည်းနည်းလေးထည့်လိုက်တယ်အရသာအတွက်ခရူးစီလေးထည့်ပါတယ်ပြီးတော့ပါတော့သူတို့နှစ်ခုကိုပေါ့နော်ရောမွေပြီးတော့အရသာတွေအကုန်လုံးဝင်တော့အောင်လို့တော့ရေအေးလေးနဲ့ခဏလောက်ကြော်ထားပေးပါမယ်စက်တုံမိတ်ထည့်ပါမယ်ငရုတ်သီးကြောက်ကြော်လေးတွေထည့်ပါမယ်ငရုတ်ကောင်းလေးပေါက်ပါမယ်ပေါ့နော်ပြီးရင်တော့အနံလေးတွေအကုန်လုံးပေါ့နော်နှက်ဆက်သွားအောင်လို့နောက်တစ်ချိန်ထပ်မှုပေးထားပါတယ်ကဲအခုဆိုလို့ရှိရင်တော့ကြက်ကုန်းမောင်အင်ကျော်လေးရပါပြီအော်ရအိမ်သားလေးကလေအနှစ်တင်နဲ့တိတ်မစားခြင်းဘူးဆိုတာနဲ့လေဒီလိုအရသာရှိလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ပေါ့နော်သမင်းဖြူလေးနဲ့လိုက်အရန်ကိုလိုက်ပါတယ်တကယ်လို့ကိုကအိမ်မှာပေါ့နော်အနှစ်တင်နေမစားခြင်းဘူးစက်သားဟင်းကြီးစားရတာလေရိုးလာပြီဆိုလို့ရှိရင်တော့လေဒီကြက်တီးရွက်စုံလေးနဲ့လေစက်သားလေးကိုပေါ့နော်အခုလိုကြက်ကုန်းမောင်လေးကြော်စားကြည့်ပါတော်တော်လေးစားလို့ကောင်းပါတယ်အားလုံးပဲဆက်ကောင်းကြပါစေရှင်